Okay ပါကင်းပြီးပါနေကောင်းကြပါတယ်เนาะနှုတ်ဆက်လိုက်ပါတယ်ဖလော်ရီဒါရောက်နေပါတယ်ခင်ဗျဖလော်ရီဒါရောက်နေပါတယ်ဖလော်ရီဒါဆိုတဲ့နေရာမှာလဲ St. Petersburg ပေါ့နော် St. Petersburg ကိုရောက်နေတယ်အဲ့ဒါနည်းနည်းလေးခရီးသွား vlog လေးပါလေးလုပ်ပြီးတော့တင်ဆန်းကြည့်မလားလို့လေနော်အမတ်တရပေါ့ပါရမို့ဆိုတော့ခုနပြောခဲ့သလိုပဲပေါ့နော်St. Petersburg မြို့က Florida မြို့ Florida ပြည်နယ်ကမြို့ကြီးတွေထဲမှာနောက်မြို့ကြီးတစ်မြို့ပေါ့နော်မြို့ကြီးတစ်မြို့ဖြစ်တယ်Florida ရဲ့မြောက်ဘက်မှာဘာမြို့ရှိလဲဆိုတော့ Clearwater ဆိုတဲ့မြို့တစ်မြို့ရှိတယ် Clearwater မြို့ကScientology အဖွဲ့ရဲ့ရုံးချုပ်လားဒုတိယရုံးချုပ်လားမသိဘူးအဲ့လိုမျိုးပေါ့နော်ဌာနချုပ်ရုံးဆက်ရာပေါ့နော်ရှိတဲ့မြို့ဖြစ်တယ်Scientology ဆိုတာကကိပြီးပြောတာမှားလည်းမှားပဲပေါ့နော်ဟိုတစ်ချက်ပြန်ပြီးတော့မှားလို့ရှိရင်လည်းပြင်ပေးကြပေါ့ Scientology ဆိုတာကဂျိုသားတွေကိုကိုးကွယ်တဲ့အဖွဲ့တွေနော်အင်္ဂါဂျိုသားတို့ဟုတ်လားဂျင်းဘာသာပေါ့ကွာနောက်ထပ်ဂျင်းဘာသာတစ်ခုအဲ့ဒီဘာလဲဂျိုသားတွေကိုကိုးကွယ်တဲ့ဘာသာဖြစ်တဲ့ Scientology အသင်းဝင်တွေကဘယ်သူတွေလဲအားလုံးသိတဲ့အတိုင်းပဲ Hollywood ရုပ်ရှင်မင်းသားTom Cruise တို့နော် Tom Cruise တို့Hollywood ရုပ်ရှင်မင်းသား John Travolta တို့အဲ့ဒီအဖွဲ့တွေက Scientology အသင်းဝင်အဖွဲ့တွေဖြစ်တယ်ပေါ့နော်ပြီးတော့မမှားဘူးဆိုလို့ရှိရင်အဲ့ဒီ Jehovah Witness ပေါ့နော်အဲ့ဒီအသင်းရဲ့ဌာနချုပ်ခွဲကလည်းအဲ့ဒီ Clearwater မှာရှိတယ်ပေါ့နော်ဆိုတော့ Okay ပါအားလုံးသိတဲ့အတိုင်းပဲ Florida ဆိုတာကတော့ Sunshine State ပေါ့နော်နေတာတဲ့မြို့နေတာတဲ့ပြည်နယ်ပေါ့နော်နေတာတဲ့ပြည်နယ်လို့ပြောရလောက်အောင်လဲပဲတကယ်ပဲတောက်လျှောက်နေတာတာပေါ့နော်သူကဒီလိုမျိုးခုဒီဇင်ဘာဒီနေ့ကဘယ်နှစ်ရက်နေလဲဒီဇင်ဘာ24ရက်နေ့2025ညနေပိုင်း3နာရီပေါ့နော်ပြောချင်တာFlorida Sunshine State ဆိုတာကသူကစောင်းရာသီဆိုလို့ရှိရင်လည်းအခုကြည့်လေ T-shirt နဲ့ပဲသွားတာဟုတ်လားဆိုတော့အေးမြမှုမရှိဘူးဆိုတော့ဒီကနေဒါတို့เนาะဒီမြောက်ဘက်ပိုင်းကပြည်နယ်တွေဖြစ်တဲ့ Michigan တို့เนาะအဲ့ဒီအဖွဲ့တွေကဒီ Sunshine State ကိုလာပြီးတော့သူတို့ကစောင်းခိုတာပေါ့နော်စောင်းခိုငှက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဒီမှာတစ်လနှစ်လလောက်သူတို့လာနေတယ်လာနေပြီးလို့ရှိရင်စောင်းကုန်ပြီဆိုလို့ရှိရင်သူတို့နေရအဲ့မြောက်ဘက်ဒေသကိုပြန်ပြီးတော့ပြန်သွားကြတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာဟိုစောင်းခိုလို့ကောင်းတဲ့ပြည်နယ်တစ်ခုပေါ့နော် Sunshine State နေတာတယ်နော်ဟိုရာသီဥတုမျှတာတယ်ရန်ကုန်ရာသီဥတုနဲ့တော့တူမလားမသိဘူးပေါ့နော်ရန်ကုန်တို့မော်လမြိုင်တို့နော်စောင်းရာသီလည်းမအေးဘူးတင်မလားအဲ့လိုပြည်နယ်တစ်ခုပေါ့နော်Florida ရဲ့အားနည်းချက်တစ်ခုကမုန်တိုင်းရှိတယ်ပေါ့နော်တ
င်လယ်နဲ့နီးတော့မုန်တိုင်းနေခဏဝင်နေမုန်တိုင်းနေဝင်လို့ရှိရင်လူတွေကထုတ်ပိုက်ပြီးပြေးရတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်နောက်ဗီဒီယိုဖိုင်တစ်ခုမှထပ်တွေ့ပါမယ်ကျေးဇူးပါ